စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လွတ်လွတ်လပ်လပ်ပြည်ပရှင်ရှင်တွေ့ဆုံကြမှာဖြစ်တယ်လို့သူ့ရဲ့လုပ်ငန်းတွေအတွက်အထောက်ပံ့ကောင်းတဲ့အများကြီးရရှိနိုင်တာမို့ MYEA Summer Tournament 2025ကို join ဖို့ဟောပါတယ်ရှင်မြန်မာနိုင်ငံနဲ့တော့ရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအချင်းချင်းရင်းနှီးစေချင်တယ်တောင်းတဲ့တဲ့အကူအညီပေးစေချင်တယ်အကူအညီရစေချင်တယ်တိုးတက်ကြောင်းမို့လို့ကျွန်တော်တို့ MYE ရဲ့ Mandalay အနေနဲ့ပွဲလေးတစ်ခုစီစဉ်ထားပါတယ်ပွဲလေးရဲ့နာမည်ကတော့ MYE ရဲ့ Summer Golf Tournament ဖြစ်ပါတယ်။ Bachelor 15ရက်နေ့မှာကျင်းပဖို့စီစဉ်ထားပါတယ်ဗျာ။ကျွန်တော် MYE Summer Golf Tournament 2025ကိုသဘာဝအငွေတဲ့အရာတွေပြည့်နေနေတဲ့ရေဝန်တော်ကဝဲမှာကျင်းပသွားမှာဖြစ်ပြီးတော့ MYE ရဲ့မမအများသာမကကျွန်တော်တို့ MOE ထိုးထားတဲ့ပါတနာများကမကြံအားလုံးကောက်ကစားနည်းကိုချစ်မြတ်လို့တဲ့သူပြီးသူမဆိုပါဝင်ကစားလို့ရပါတယ်ခင်ဗျာကျွန်တော်ဤကစားပွဲလေးရဲ့အဓိကရည်ရွယ်ချက်ကတော့ MYE ရဲ့ကျွန်တော်တို့ပါတနာတွေပြီးရင် MOE ထိုးထားတဲ့ပါတနာတွေရဲ့မမတွေအကုန်လုံးတပြည့်ရွှေရွှေကစားဖို့ရည်ရွယ်ထားပါတယ်အဓိကကတော့ကစားတဲ့အခါမှာကျွန်တော်ကစားနည်းမျိုးသုံးပါမယ်နံပါတ်1ကတော့ individual 36 system နဲ့တွက်မှာဖြစ်ပါပြီးတော့နံပါတ်2အနေနဲ့ကတော့ကျွန်တော် team versus combat ဆိုတဲ့စကားနည်းကျင့်သုံးတော့မှာဖြစ်ပါတယ်offer တွေအတွက်လိုအပ်တဲ့ food and accessory တွေကိုလုပ်ငန်းရှင်တချို့က sponsor ပေးထားကြပါတယ်။ sponsorship အနေနဲ့ထပ်မံပါဝင်ခြင်းနဲ့ဆိုရင်ကျွန်မတို့အနေနဲ့ဖိတ်ခေါ်ပါတယ်ရှင်။ဒီပွဲမှာ sponsorship အနေနဲ့ပါဝင်ခဲ့ပါကမန္တလေးမြို့တွေမကဘူးတနိုင်ငံလုံးမှာကြော်ညာပြီးသားဖြစ်သွားမှာနော်။ဘာလို့လဲဆိုတော့ရှမ်းပြည်နယ်မွန်ပြည်နယ်ပသိမ်နဲ့ရန်ကုန်မြို့က MYE ရဲ့ member တွေအကုန်လုံးလာကြမှာဖြစ်ပါတယ်တော့မကစားတဲ့မမတွေတဲ့အစိတ်မပူပါနဲ့ဒီနာထိုင်းလည်းရှိနေတာမို့ဝင်ရောက် join လို့ရပါတယ်နော်